မင်းကလေးငယ်လေးတယောက်ဟာသူမရှိကမှန်ချက်ပေါ်မှာလက်ပွေရာတွေကိုရုတ်တရက်တတိထားမိသွားပါတယ်ဒါပေမဲ့အဲ့ဒီလက်ပွေရာတွေဟာမှန်နောက်ွယ်မှာပိတ်မိနေတဲ့သူမရဲ့မိခင်ဖြစ်သူရဲ့လက်ပွေတွေဆိုတာကိုတော့သူမမသိခဲ့ပါဘူးသူမရဲ့သမီးလေးကလက်ပွေတွေကိုတတိထားမိသွားတာကိုမြင်တဲ့အခါမိခင်ဖြစ်သူဟာဖေဖေကိုတွားခေါ်ပေးပါလို့မှန်ပေါ်မှာချက်ချင်းစာရေးလိုက်ပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲသူမရဲ့ခင်မုန်းဖြစ်သူဟာမျက်နှာဖုံးဆွတ်ထားတဲ့အမျိုးသမီးတယောက်နဲ့အတူရောက်ရှိလာပါတယ်အဲ့ဒီအမျိုးသမီးကမျက်နှာဖုံးကိုချွတ်လိုက်တဲ့အခါဇနီးဖြစ်သူဟာလုံးဝကိုအံ့အားသင့်သွားရပါတယ်ဘာလို့လဲဆိုတော့အဲ့ဒီအမျိုးသမီးဟာသူမနဲ့ရုပ်ချင်းတထေရတဲ့တူနေလို့ပါပဲဒီမျိုးသမီးရဲ့နာမည်ကလီဆာလို့ခေါ်ပါတယ်။သူမရဲ့ဘဝဟာငငယ်ရွယ်ရွယ်နဲ့ကုမ္ပဏီကြီးတစ်ခုရဲ့ဥက္ကဋ္ဌဖြစ်နေပြီးချောမောတဲ့ခင်မိုးနဲ့ချစ်စရာကောင်းတဲ့သမီးလေးကိုပိုင်ဆိုင်ထားတဲ့အတွက်အရန်ကိုပြည့်စုံနေခဲ့တာပါ။ဒါပေမဲ့တနေ့မှာတော့သူမအိမ်မှာတယောက်တည်းရှိနေတော့ခင်မိုးစီကနှစ်ပတ်လည်အထိမ်းအမှတ်လက်ဆောင်တစ်ခုရောက်လာပါတယ်။ဒါကိုမြင်တော့သူမအရန်ပျော်သွားခဲ့ပေမဲ့ဒါဟာထောင်ချောက်တစ်ခုဆိုတာသူမမသိခဲ့ပါဘူး။သူမလက်ဆောင်ကိုကောက်ယူလိုက်တဲ့အချိန်မှာပဲပစ္စည်းပိုးတဲ့မိန်းကလေးကနောက်ကနေတိုက်ခိုက်ပြီးသူမကိုတတိလစ်သွားအောင်လုပ်လိုက်ပါတယ်။သူမပြန်လို့လာတဲ့အချိန်မှာတော့သူမရဲ့အိတ်ခမ်းကိုပဲမြင်နေရတဲ့မှန်တစ်ချက်သာရှိတဲ့မှောင်မဲနေတဲ့အခန်းချင်းလေးထဲမှာပိတ်လောင်ခံထားရတာကိုတွေ့လိုက်ရပါတယ်ဒါကိုမြင်လိုက်ရတဲ့အခါလီဆာဟာအရန်ကိုကြောက်လန့်သွားပြီးအကူကြီးတောင်းကအော်ဟစ်ပါတော့တယ်ဒါပေမဲ့သူမရဲ့အတန်ကိုဘယ်သူမှမကြားနိုင်ခဲ့ပါဘူး